ကိုမီးချောင်းခွင့်ပြုပါရှင်ဗျာကိုတီချောင်းကြံနေပါရှင်ဗျာတိုက်ပေါ်ကခုံချတာပဲဖြစ်ဖြစ်ကိုတက်တည်တာပဲဖြစ်ဒါဆိုရင်နောက်ဘဝရင်မှာဆိုရင်အဖန်905ကဘာခံရတယ်ဆိုတာမှန်ပါသလားရှင်ဗျာ905ကဘာလို့ပုံသေးတော့မဟုတ်ဘူးလေနော်ဒါကတော့စကားဖြစ်တာတင်စားပြောကြတာကိုအဲ့တော့ကိုတက်တည်တယ်ဆိုတာကလည်းပဲဒါဒေါသပဲလေနော်တက်တည်တယ်ဆိုကြတဲ့သူများကိုပဲတက်ကိုတက်ဒါဒေါသပဲပါဏာတိပါဒကံတော့မဟုတ်ဘူးပေါ့ပါဏာတိပါဒကြတော့ပရပါဏလို့ခေါ်တယ်သူတစ်ပါးအသက်ဖြစ်မှပါဏာတိပါဒကံထိုက်တာအခုကကိုတက်တာဆိုတော့ပါဏာတိပါဒကံတော့မဟုတ်ပေမဲ့ပါဏာတိပါဒကံဒီပါသူ့မှာလည်းအကုသိုလ်ဒေါသစိတ်ဖြစ်တာပဲကိုတက်တည်တော့အောင်စိတ်ဆင်းရဲမှုဖြစ်နေတာလေသူ့မှာဒေါသဖြစ်နေတာအဲ့တော့ဒါဒီဒေါသနဲ့တည်မှာတော့အပယ်ကြမှာပဲလေအပယ်ကြမှာပဲအဲ့တော့ဘလောက်ခံရမလဲဆိုတာတော့ဒါအသက်မချက်မရှိဘူးလေတဘွားဖြစ်နေတယ်ဖြစ်မယ်နှစ်ဘွားဖြစ်နေတယ်ဖြစ်မယ်ပေါ့နော်ဒါတော့ပြောလို့တော့မရဘူး